ကျွန်တော်တို့ပစ္စည်းတစ်ခုခုဝယ်တဲ့အခါ Made in China လို့ရေးထားတဲ့စာမတွေ့ရတဲ့အခါမျိုးရှိဘူးပါသလားကျွန်တော်တို့ဝတ်နေတဲ့ဝတ်စားတွေကျွန်တော်တို့သုံးနေတဲ့ဖုန်းတွေသုံးကုန်ပစ္စည်းတွေအစခလေးကစားစရာပစ္စည်းတွေအဆုံးဘာပစ္စည်းပဲဖြစ်ဖြစ်အများစုကတရုတ်ထုတ်ကုန်တွေဖြစ်နေတာဆိုတာမျိုးကိုသတိထားမိကြမှာပါ။ဘာကြောင့်လဲ။ဘာကြောင့်တကဘာလုံးဟာတရုတ်ထုတ်ကုန်တွေနဲ့ပြည်လာနေရတာလဲ။အားလုံးမင်္ဂလာပါ။တရုတ်နိုင်ငံအကြောင်းအားလုံးကယဉ်ကျေးပြီးသားရှိကြမှာပါ။ဒါကိုထွေထွေပြောပြနေစရာလိုမှမထင်ပါဘူး။ဘာလို့ဆိုတရုတ်နိုင်ငံကကျွန်တော်နိုင်ငံနဲ့နီးစပ်တယ်လို့ကျွန်တော်နိုင်ငံထဲမှာသုံးတဲ့ပစ္စည်းတော်တော်များများလဲတရုတ်နိုင်ငံကနေတင်သွင်းထားတဲ့ပစ္စည်းတွေပါ။ဒီဗီဒီယိုလည်းမိတ်ဆွေတို့ကတရုတ်ဖုန်းနဲ့ပဲကြည့်နေမယ်ဆိုတာညင်လို့ရမှမထင်ပါဘူး။ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်ရလဲဒီဗီဒီယိုတရုတ်ဖုန်းနဲ့ပဲရိုက်ထားသလိုတရုတ်ထုတ်ပစ္စည်းတွေပဲဖန်တီးထားတာပါ။ဒါကထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ဘာလို့ဆိုတရုတ်ထုတ်ကုန်တွေကဆေးသက်တာပြီးတော့မှကျွန်တော်တို့အတွက်တက်နိုင်တဲ့အရာတစ်ခုပါ။ဒါကိုတရုတ်နိုင်ငံကလည်းကောင်းကောင်းသိပါတယ်။ကျွန်တော်နိုင်ငံမှာမဟုတ်ဘူးတခြားနိုင်ငံတော်တော်များများကလည်းကျွန်တော်နိုင်ငံနဲ့အလားတူပါပဲ။တကဘာလုံးကိုတရုတ်ထုတ်ကုန်ရဲ့တင်ပို့မှုကအမေရိကန်၊ဂျပန်နဲ့ဥရောပတောင်နိုင်ငံပေါင်းရင်တောင်သူတို့ကိုမမီပါဘူး။ပြီးခဲ့တဲ့2023ခုနှစ်ကဆိုရင်တရုတ်ကုန်ထုတ်ပစ္စည်းကနေရရှိတဲ့ပတ်စံဟာ4.6 ထရီလီယံထိရှိနေတာပါထရီလီယံဆိုတာတရက်နောက်မှာ312လုံးထိရှိနေတာပါဒီရွယ်အတွက်ကအလွန်များပြားတဲ့ဝင်ငွေတစ်ခုပါဒီလိုများပြားတဲ့ထုတ်ကုန်ပစ္စည်းတွေကိုတင်ပို့နိုင်အောင်တရုတ်တွေကဘယ်လိုထုတ်လုပ်နေကြသလဲတာကိုတရုတ်ဖို့အတွက်ဆိုရင်တော့တရုတ်နိုင်ငံထဲမှာရှိတဲ့ပြည်နယ်တစ်ခုချင်းစီတိုင်းရဲ့စီးပွားရေးကိုကြည့်အောင်တရုတ်နိုင်ငံဆိုရင်တော့ပြည်နယ်ပေါင်း34ခုနဲ့ဖွဲ့စည်းထားပြီးပြည်နယ်တစ်ခုချင်းစီတိုင်းမှာမတူညီတဲ့စက်ရုံတွေအလုပ်ရုံတွေနဲ့စီကားနေတာပါအဲ့ဒီအထက်ကမှမေကြီးပြီးလူသိများတဲ့ပြည်နယ်တွေကစက်ရုံတွေအကြောင်းဒီနေ့ဗီဒီယိုမှာပြောပြပေးတော့မှာဖြစ်ပါတယ်တကဘာလုံးမှာသုံးနေတဲ့ iPhone ရဲ့တဝက်လောက်ကိုထုတ်လုပ်ပေးနေတဲ့ iPhone မြို့တော်နဲ့စလိုက်ရအောင် iPhone မြို့တော်လို့တင်စားကြတဲ့ဟဲနန်ပြည်နယ်ကျန်ကျိုးမြို့ဟာဆိုရင်တော့အလုပ်သမားပေါင်း3သိန်းခွဲနဲ့ iPhone အလုံးရေ9သိန်းလောက်ကိုနေ့စဉ်နဲ့မျှထုတ်လုပ်ပေးပြီးတကဘာလုံးကိုတင်ပို့ရောင်းချနေတဲ့မြို့တစ်မြို့ပါကွမ်တုံပြည်နယ်မှာရှိတဲ့ရှန်ကျန်းကွမ်ကျိုးနဲ့တုံကွမ်မြို့တွေဟာဆိုရင်တော့တရုတ်နိုင်ငံရဲ့ဤပညာမြို့တစ်ခုတောင်ဖြစ်နေပါပြီတရုတ်နိုင်ငံရဲ့ဤပညာဆရာကြီးဟာဝေးကလည်းရှိနေသလိုဖော်ကွန်ကလည်းဒီမြို့ထဲမှာပဲအခြေချတာပါတာပြင်ဒီပြည်နယ်ဟာဆိုရင်တော့ electronic ဗဟိုလည်းဖြစ်သလို BYD, Skywalk ဆိုတဲ့ကုမ္ပဏီကြီးတွေရဲ့စက်ရုံတွေလည်းတည်ရှိနေတာပါဒီပြည်နယ်ဟာဆိုရင်တော့အိမ်သုံး electronic ပစ္စည်းတွေတမနီနဲ့တန်ထုတ်လုပ်ရေးစက်ရုံတွေမော်တော်ကားစက်ရုံတွေဖုန်းနဲ့အဝတ်အထည်ချုပ်လုပ်တဲ့စက်ရုံတွေအထိပါဝင်တဲ့ပြည်နယ်တစ်ခုပါအချက်အလက်တွေရဆိုရင်တော့2023ခုနှစ်ရဲ့စုစုပေါင်း GDP တရုတ်ယွမ်ငွေ 73.58 တန်းအထိရှိပြီးတော့မှအမေရိကန်ဒေါ်လာနဲ့ 1.89 ထရီလီယံအထိရှာဖွေပေးနေတဲ့ပြည်နယ်တစ်ခုပါကြိတ်ကြံပြည်နယ်ကကမ္ဘာအကြီးဆုံးလက်လီလက်ကားရောင်းတဲ့ကုန်တိုက်ကြီးတွေရှိနေပါတယ်အဲ့ဒီအထက်အဆိုရင်တော့တရုတ်နိုင်ငံရဲ့နာမည်ကြီးအလီဘာဘာကုမ္ပဏီကြီးရုံးဆက်ရာပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်ကမ္ဘာအကြီးဆုံးလက်လီလက်ကားရောင်းတဲ့ကုန်တိုက်ကြီးရှိတဲ့အတွက်ဒီနေရာမှာဆိုရင်တော့အိမ်သုံးဆောင်ပစ္စည်းတွေအစပန်းတူတွေကလေးကစားစရာပစ္စည်းတွေအဆုံးအကုန်ရှိပါတယ်။နောက်ပြီးတကဘာလုံးတောက်နေတဲ့လက်တော့ရဲ့သုံးပုံတစ်ပုံကိုထုတ်လုပ်ပေးနေတဲ့မြို့တစ်မြို့လည်းရှိပါတယ်။အဲ့ဒါကချောင်ချင်းမြို့ပါ။ HP Acer Asus Lenovo အစိပ်ပိုင်းတွေကိုထုတ်လုပ်ပေးတဲ့အရေးပါတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒီမြို့ဟာဆိုရင်တော့ကျွန်တော်တို့အသုံးပြုနေတဲ့လက်တော့အများစုကိုဒီမြို့ဟာပဲအဓိကထုတ်လုပ်ပေးနေတာပါ။နောက်ပြီးအမေရိကန်ကားကုမ္ပဏီကြီး Ford စက်ရုံတရှိလည်းမြို့လည်းဖြစ်ပါတယ်။ဒီမြို့ဟာဆိုရင်လည်းလက်စစ်ကားထုတ်လုပ်တဲ့နေရာမှာရေးပါတယ်မြို့တစ်မြို့လည်းဖြစ်ပါတယ်။မိတ်ဆွေတို့မြင်မှုကြမှာပါ။တရုတ်နိုင်ငံရဲ့စိတ်ကမ်းတွေတမမောက်တရုတ်ကားထုတ်လုပ်တဲ့စက်ရုံတွေမှာဆိုရင်ကားတွေအများကြီးပြည်ပနိုင်ငံကိုတင်ပို့ဖို့တောင်းနေတယ်ဆိုတာဒီလိုကားတွေအများကြီးစိတ်ကမ်းတွေမှာတောင်းနေရတဲ့အကြောင်းရင်းတွေရှိပါတယ်အဲ့ဒါကတော့ကားတွေကိုပဲအဓိကတီးတက်ထုတ်လုပ်တဲ့မြို့တွေလည်းရှိပါတယ်အဲ့ဒီအထက်မှာရှင်ကျန်းမြို့ဟာဆိုရင်တော့တရုတ်နိုင်ငံရဲ့အကြီးဆုံး EV ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့BYD ရဲ့ရောင်းချုပ်ရှိနေပါတယ်2024ခုနှစ်ဆိုရင်ဒီမြို့မှာပဲကားစီးရေ 2.9 တန်းထိကိုထုတ်လုပ်နိုင်ခဲ့တာပါဒါအလုံးများပြားတဲ့ပမာဏတစ်ခုပါနောက်ပြီးဒီမြို့မှာမဟုတ်ပဲခြားမြို့မှာပဲရှိသေးတာပါအဲ့ဒီအထက်မှာ Honda, Toyota, Nissan ကုမ္ပဏီကြီးတွေရှိတဲ့နေရာကတော့ကွမ်ကျိုးမြို့ပါဒီမြို့ကလည်း2023ခုနှစ်အတွင်းကားစီးရေ3တန်းထိကိုထုတ်လုပ်ပေးနိုင်ခဲ့တာပါနောက်ပြီးကားလောကရဲ့ဆရာကြီး Tesla, Volkswagen နဲ့General Motors ကုမ္ပဏီကြီးတွေရှိတဲ့နေရာကတော့ရှန်ဟိုင်းမြို့ပါ2024ခုနှစ်ဆိုရင်ကားစီးရေ 1.8 တန်းထိကိုထုတ်လုပ်နိုင်တဲ့မြို့တစ်မြို့ပါရှန်ဟိုင်းမြို့မှာဆိုရင်တော့ကမ္ဘာအကြီးဆုံးကုန်စည်တည်ယူပို့ဆောင်ပေးတဲ့စိတ်ကမ်းကြီးရှိတဲ့မြို့လည်းဖြစ်ပါတယ်ရှန်ဟိုင်းမြို့ကဒီစိတ်ကမ်းဟာဆိုရင်တရုတ်နိုင်ငံရဲ့အရေးကြီးဆုံးကုန်ကူးတန်းရောင်းဝယ်ရေးဗဟိုချက်တစ်ခုဖြစ်သတ်မှတ်ထားတာပါနောက်ပြီးတရုတ်နိုင်ငံရဲ့မြို့တော်လည်းဖြစ်တယ်လို့အရေးပါတဲ့မြို့တစ်မြို့ဖြစ်တဲ့ပေကျင်းပါပေကျင်းမြို့မှာဆိုရင်တော့ထုတ်လုပ်ရေးစက်ရုံတွေဟာအဓိကမဟုတ်ဘဲနဲ့နည်းပညာကုမ္ပဏီတွေသုတေသနစင်တာတွေစီမံခန့်ခွဲမှုနဲ့ပညာရေးဌာနတို့ရှိတဲ့နေရာပါနောက်ပြီးကျွန်တော်တို့ရဲ့အကြီးဆုံးနိုင်ငံတော် brand ဖြစ်တဲ့ Xiaomi ရဲ့ဌာနချုပ်ရှိတဲ့မြို့လည်းဖြစ်ပါတယ် AI နည်းပညာတွေတခြားသုတေသနစင်တာတွေအပြင်စီးပွားကုမ္ပဏီကြီးတွေစက်သွယ်ရေးနည်းပညာကုမ္ပဏီကြီးတွေတည်ရှိတဲ့မြို့ပါတာတွေရေးပဲမဟုတ်ပါဘူးနာမည်ကြီးအဝတ်စားထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေဖြစ်တဲ့ Nike, Gucci တွေအစတရုတ်နိုင်ငံမှာလာရောက်ထုတ်လုပ်ကြတာပါဒီလိုကုမ္ပဏီကြီးတွေတရုတ်နိုင်ငံပေါ်
သူတို့ရဲ့ထုတ်ကုန်တွေကိုဘာလို့လာရောက်ထုတ်လုပ်ကြသလဲအဖြေကတော့ရှင်းပါတယ်ထုတ်လုပ်တဲ့ကန်ကြစရိုက်တက်တာလို့ပါတရုတ်နိုင်ငံဆိုရင်ကမ္ဘာပေါ်မှာဒုတိယလူဦးရေအများဆုံးနိုင်ငံပါဒီအချက်ကလည်းတရုတ်နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုကဏ္ဍကိုအများကြီးကူညီပေးတာပါလူအင်အားရောနည်းပညာအင်အားရောရှိတဲ့အတွက်ဒါအားသာချက်တစ်ခုလိုဖြစ်နေတာပါနောက်ပြီးအမေရိကန်မှာထုတ်လုပ်မဲ့ပစ္စည်းတစ်ခုရဲ့တန်ဖိုးက100ကျမယ်ဆိုရင်တရုတ်နိုင်ငံမှာထုတ်လုပ်မယ်ဆိုရင်$20ပြည့်ချင်မှပြည့်မှာပါဒီအချက်အားဆိုရင်တော့ကုမ္ပဏီတွေအတွက်အမျက်ဆုံးနေရှာပေးနိုင်တဲ့အချက်တစ်ချက်ပါတရုတ်ထုတ်ကုန်တွေဟာစေတတ်တာတဲ့အတွက်တာမန်လူတွေဝယ်လိုအားများပါတယ်နောက်ပြီးစရိုက်ကားတက်တာတဲ့အတွက်ကြောင့်လည်းပစ္စည်းတစ်ခုထုတ်လုပ်ဖို့ပိုပြီးဆင်ပြေပါတယ်ကုမ္ပဏီကြီးတွေကစရိုက်ကားတက်တာတဲ့တရုတ်နိုင်ငံမှာသူတို့ရဲ့ထုတ်ကုန်တွေကိုထုတ်လုပ်ဖို့မျက်စိကျလာခဲ့ပါတယ်။နည်းပညာကိုသုံးပြီးပစ္စည်းတွေကိုမြန်မြန်ဆန်ဆန်ထုတ်လုပ်ရတဲ့အတွက်လည်းပိုပြီးအဆင်ပြေပါတယ်။နောက်ပြီးတရုတ်နိုင်ငံကကမ္ဘာနိုင်ငံတော်တော်များများကိုနယ်ဖက်နိုင်ငံဖြစ်တဲ့အတွက်သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုလင်းလင်းမြန်မြန်နဲ့တင်ပို့ရောင်းချနိုင်တာပါ။လမ်းပန်းဆက်သွယ်ရေးရပြောမယ်ဆိုရင်လည်းကုန်စည်တင်ပို့တဲ့တင်ပို့ကြီးတွေရှိသလိုယထာတွေနဲ့လည်းပစ္စည်းတွေအမြဲတင်ပို့နေလျက်ရှိပါတယ်။နောက်ပြီးတရုတ်နိုင်ငံရဲ့ထုတ်ကုန်တွေပဲချိန်နေစပြီးများပြားလာခဲ့တာလေဒီအချက်ကိုပြောရမယ်ဆိုရင်တော့1980ကနေစပြီးပြောရမှာပါတရုတ်နိုင်ငံရဲ့ခေါင်းဆောင်တိန့်ရှောင်ပင်က1980ခုနှစ်လောက်မှာတရုတ်နိုင်ငံကိုတကားပွေဝါဒချစ်တောင်းလိုက်ရပါဈေးကွက်စီးပွားရေးစနစ်ကိုတင်သွင်းပြီးနိုင်ငံခြားယင်းနှိမ့်မြှုပ်နှံမှုကိုပိတ်ကော်ခဲ့တာပါဒီချက်ကြောင့်ပဲတရုတ်နိုင်ငံကိုပြည်ပကုမ္ပဏီတွေဝင်ရောက်ယင်းနှိမ့်မြှုပ်နှံမှုမျက်စိကျလာတဲ့အချက်တစ်ချက်ပါနောက်ပြီးအရေးကြီးတဲ့ချက်တစ်ချက်ကတော့2000ခုနှစ်မှာတရုတ်နိုင်ငံကိုကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ထဲဝင်ရောက်ခွင့်ရရှိခဲ့တာပါဒါတရုတ်ထုတ်ကုန်တွေတစ်ကမ္ဘာလုံးနဲ့ဆက်သွယ်ခွင့်ရရှိခဲ့ပြီးတစ်ကမ္ဘာလုံး Made in China ဖြစ်လာတဲ့အကြောင်းရင်းတစ်ခုပါအခုကြည့်နေမိတ်ဆွေရောဘယ်လိုမြင်လဲ comment မှာကိုယ့်ရဲ့မြင်တွေမျှဝေပြောရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါဦးမယ်